Nó trong ba the kim bia sin của đồ mẹ xuyên nốt đó gà sát tiền bi đó mình lại để ra gà hi mình nó gồm quý bi lại để mình nói em mi ba nhà ba đi nghe tên đau nhĩ phong hóa lên nó lông bạc khôn lên để hoa bắt đó cái gì nên nè lụp chi áo chuyến muối sau là để về cái đấy cả Ami yên nguyên em mà nô cho đi tao số đi để ta nghe tâm mi nghe cái lý của chị em nè mình nói ami miên long em mà miên lên chết đi nè aya baya xuyên miu nè cái đấy bên lô miên miên lên chết đi tha cái đấy lệ soi em ngã đồ đi lô ta gì lệ mà ati chân nè mi ta zu bawa cả lô miao lô la cái vi ngã yên nguyên em mà hỏi mà nô cho đi tao số đi để ngã ta gì ngã tâm mi gì Lo ka ji ale ngà ro ye mi ta su bwa de ma yauk lo la ke bi de ngà ro ka akhu lo chi chi khin khin yu yu ya ya myat myat no no ne pyu su lou jwe pe ne da lo be Thengara thabo taya a tai tani ni ta chain chain ma o min yin yo la me ngà ro ka le takha ma tati ri ma khai thamiin ma nai paso ma nai Chính nghe mà này chỉ nhí mà này chết để bỏ của giáo ya ông mà ấy đi lo ta đi chỉ biết lo ta đi mà khai tham mê mà này bắt số mà này chính nghe mà này chỉ nhí mà này bỏ nhà giáo khe mê số ye bà mà anh nghe gì mà lu bu để hỏi ngã yên nguyên em mà nô cho đi ai bà ya tao số này để ngã ta gì ngã tâm mi gì cả ngã đồ của pian bi đó piu su lâu truy bi mà nô tai ni de ami yin de ma le myo le ni de bi na ga ami ko a bi ni de a phi myan na ga le pyong pyong ji ne myo lin ke bu ba deမြတ်စွာဘုရားကဒီစကားကိုမိန့်ညင်တာဟုတ်လားမင်းတို့ကိုငယ်ငယ်လေးတဲ့ကကွာတဲ့နှုတ်ကြိုတိုက်ကြွေးတဲ့ကမင်းအဖေနဲ့မင်းအမေကမျောလင့်သွားတယ်ငါတို့ကဟောဒီမှာရိုးရပြုစုပေးနေသလိုငါတို့အသက်ကြီးရင်လေငါသားကြီးငါသမီးကြီးကငါတို့ကိုပြန်ပြီးတော့ပြုစုလုပ်ကြွေးပေးမှာလို့နံပါတ်1မျောလင့်ချက်အနေနဲ့မျောလင့်သွားတယ်တဲ့ပရိသတ်ရေမိဘနှစ်ပါးရဲ့ယင်တွေကမျောလင့်ချက်ကိုမိဘနှစ်ပါးကတော့မပြောရက်လို့မပြောထွက်ခဲ့ပေမဲ့မြတ်စွာဘုရားကရွှေနှုတ်တော်ထွက်လို့မိန့်ခဲ့ဘူးတယ်ဒီတော့အားလုံးတို့သာသမီဖြစ်ကြတဲ့ဦးဇင်းတို့အပါဝင်အားလုံးဓမ္မဆွေတော်မျိုးတော်တွေအမေတို့အဖေတို့ကရင်ဝင်ထဲမှာနိုးတိုက်စဉ်ကာလကလေးကမျောလင်းခဲ့တဲ့ဒီမျောလင်းချက်ငါသည်အမေနဲ့အဖေအပေါ်မှာဘလောက်များကြည်ခဲ့ပြီလေတဲ့ကိုရေကြီးပြန်ပြီးတော့သုံးသက်ကြည်စမ်းမှာကြည်ပြီလားစဉ်းစားနော်အမေတို့ကဟောဒီရင်ဝင်ထဲမှာနိုးကြိုတိုက်ကျွေးစဉ်ကာလကလေးကမျောလင့်သွားတာဒီသားကြီးဒီသမီးကြီးကြည်လာရင်ငါတို့ကလည်းအိုလာမှာငါတို့အိုလာရင်ငါတို့ကိုဟောဒီငါသားသမီးကပြန်ပြီးတော့လှုပ်ကြွေးဆောင်ရှောက်မှလို့မျောလင့်သွားတယ်အဲ့ဒီမျောလင့်ချက်ကိုဘုရားကမိန့်လိုက်တယ်ဒါဆိုရင်တို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေအိမ်မှာရှိနေတဲ့မိဘနှစ်ပါးမရှိတော့တဲ့မိဘနှစ်ပါးရဲ့အပေါ်မှာငါဘလောက်တာဝန်ကြည်လိုက်သလဲကျွေးမွေးမပြတ်တောင်ငါဘလောက်များကြည်ပြွန်လိုက်သလဲလို့စဉ်းစားကြည့်စမ်းပါမကြည်သေးရင်ဘာလုပ်ရမလဲကြည်အောင်ဆက်ရမယ်ကြည်သွားတယ်ဆိုတဲ့အဆင့်ကတော့ရောက်ဖို့လွယ်ပါမလားမလွယ်ဘူးပြိဿတချို့သားသမီးလေးတွေရဲ့ဘဝမှာဝမ်းနည်းစရာကောင်းနေတဲ့စိတ်ဓာတ်တွေပေါ်နေကြတယ်အမေအိုအဖေအိုတွေတတိမခိုင်တော့ဘူးကျင်ငယ်ချင်းကြီးမနိုင်တော့ဘူးအေးမိမိရဲ့အိမ်ပေါ်မှာမိမိရဲ့မျက်စိရှေ့မှာမြင်နေပေမဲ့နှာခေါင်းလေးတရှုံရှုံနဲ့မလုံကျွေးမပြူးစိုးတဲ့သားသမီးတွေမြောက်များစွာရှိမနေဘူးလားကြည့်လိုက်စမ်းပြိဿဒီအချိန်ကျမှတတိမခိုင်လို့ကျင်ငယ်ချင်းကြီးမနိုင်တဲ့အမေတို့အဖေတို့ဘဝကကိုကမြင်ရတာကိုယ်တော်ကပြိဿအမေရင်ဝင်ထဲမှာပါချခဲ့တဲ့အီးတွေစုထားမယ်ဆိုရင်နဲပါမလားမိမိပေါက်ချခဲ့တဲ့ရှူရှူတွေများစုထားမယ်ဆိုရင်ခါလံပုံတွေနဲ့တောင်တည်လို့ရမယ်ကဲ
အမေတို့အဖေတို့ရဲ့စိတ်ဓာတ်တွေကသာအမလေးဒီလောက်ညစ်ပတ်တဲ့ကလေးသွားဟဲဆိုပြီးတော့များပြစ်ခဲ့မယ်ဆိုရင်ပြစ်ခဲ့တဲ့နှလုံးသားများမိဘနှစ်ပါးရဲ့ရင်ထဲမှာရှိမယ်ဆိုရင်ကိုယ့်ဘဝဟာလူဖြစ်ပါမလားဘလောက်ပင်ဆိုပါစေဘလောက်ပင်ຫນွေပါစေကျင်ငယ်ကျင်ကြီးဘယ်နှကြိမ်မဲပါချသွန်ချပါစေငါသားလေးကရှိစရာငါသမီးလေးကရှိစရာငါသားလေးကချစ်စရာငါသမီးလေးကချစ်စရာလို့ရင်ဝင်တွေကသားသမီးလေးကိုပျော်စရာလေးအဖြစ်နဲ့တော့အမေတို့အဖေတို့ကယူရပြီးတော့ကျွေးမွေးပေးခဲ့ရတာကို့အလဲကြမှာအမေနဲ့အဖေကိုယွန်စရာဆိုပြီးနှာခေါင်းရှုပ်နေအဲ့ဒီသားသမီးအမွေခံထိုက်ပါမလားဒါဘု து စကားလဲမင်းတို့မိဘနှစ်ပါးကမင်းတို့ကိုဟိုးငယ်ငယ်ကလေးတွေကနှုတ်တိုက်ကလေးကမွေးဖွားကလေးကမျောလင်းခဲ့တယ်ဒီမျောလင်းခြင်းမင်းတို့ကြည်အောင်မဆိုင်ရင်မင်းတို့သည်အမွေခံထိုက်တဲ့သာသမီမဖြစ်နိုင်